မိတ်ဆက်ပြီးတော့ကျွန်တော်လေးတင်ညာစရာလေးတစ်ခုရှိပါတယ်ဒါကျွန်တော်တကယ်ဒီအောင်စုဇက်ကုံပေါ်မှာမဟုတ်ပါဘူးကျွန်တော်ဘေးနေရာလေးကပေါ့နော်ကျွန်တော်ဥက္ကဋ္ဌနဲ့ဖွဲ့ရမှာလေခေါင်းဆောင်မင်းသားကဘေးနေရာမှာကတင်ညာလေးစရာလေးတစ်ခုရှိပါတယ်အဲ့ဒါဒီဇက်တဲ့ဘယ်နဲ့မှဆိုင်ကျွန်တော်ရဲ့ personal ရဲ့ထုတ်ပြန်တဲ့စိတ်ကကြလေးဖြစ်ပါတယ်ကျွန်တော်ဒီမှာဆုချတဲ့ခါမှာချစ်လို့ဖြစ်စီခင်လို့ဖြစ်စီအဲ့လိုစုပြီးပါလားချလို့ရှိရင်လေကျွန်တော်နဲ့ခလန်းလန်းလေး6ပေကောလောက်ကဆုချပေးပြီးကျွန်တော်ဘာလို့လဲတမျိုးထဲမှာလည်းမင်းသားဖြစ်လို့မာနာကြီးရမို့ကျွန်တော်နှလုံးသားချင်းကြီးချစ်တယ်လို့ပါဒီလိုပါပဲဟိုမင်းသားကိုဆူချင်ပြီးတော့ကျွန်တော်နဲ့6ပေခွာလောက်နေပါဘယ်လိုလဲသွားနဲ့ခုတ်တက်လို့ပါအားလုံးကကျွင်ညာပြီးပြီတော်ပြီမင်းအဲ့လိုပြောရမလားဟုတ်တယ်လက်ခုပ်လေးတီးလိုက်ပါလက်ခုပ်လေးတီးလိုက်ပါသူတို့ကအကုန်လက်ခုပ်နဲ့ချက်သွားကျွန်တော်တို့လူပညာသမားတွေအတွက်အောင်စီတစ်ခွက်ပါအဲ့လိုလက်ခုပ်လေးတီးလိုက်တော့အောင်စီရဲ့နှလုံးသားအာဘော်လေးပြေးလိုက်တယ်ကြည့်ကြည့်ရဒီလိုပြောလိုက်တော့မင်းသားပြောတော့သဘောကျတယ်မလားဒီရှင်တော်တွေပြောကြည့်မလားသူတို့စက်ကုန်းနဲ့တိုင်လာကြာနေဒီနေ့ကိုတူအောင်ဝင်းတို့ကလည်းဇက်ထောင်မှာဖြစ်ပါတယ်ကျွန်တော်လည်းဒီနေ့မှာပဲโอเคအခုလို့ကျွန်တော်တို့ဒါတရောဖြစ်ပါလို့ဘာလဲဟုတ်တော့ခင်ဗျာနဲစီရလားဒီထဲမှာအမိုက်ကြီးထဲတာဟုတ်လေဘယ်လဲတမျိုးတော့မထင်ပါနဲ့ရုပ်ရှင်ရုံရှင်းမှာဈေးကြောင်းနဲ့ဈေးပါကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့တကယ်အောင်စုပေးကိုလည်းကြည့်ရှုပေးကြတယ် everyday တယောက်ချင်းနေတဲ့တယောက်ချင်းတဲ့စိတ်ချမ်းသာခြင်းနဲ့ကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ထော်ရမိုးဆန်းပတ်လို့အစင်လက်ဆက်နိုင်ပါစေလို့ကျွန်တော်တရားဝင်ထွက်တဲ့တူကျွန်တော်အောင်တကယ်အောင်စုဇက်တဲ့တစ်ဖွဲ့သားလောက်ကဆုံးမကောင်းတဲ့တောင်းပေးလိုက်ပါတယ်တခုကကျွန်တော်ကြောင်ကြောင်လေးတော့ပါမယ်ဝစားလေးလေးချင်တယ်ပြီးတော့ထပ်ပြီးတော့ဆိုပြပါမယ်နော်အခုတကြိမ်ကြောက်ကြပါရယ် Okay